ဟော်မုတ်စီလက်ကြားအရေးနဲ့ပတ်သက်လို့အိုမန်နိုင်ငံနဲ့ပြုလုပ်နေတဲ့ဆွေးနွေးပွဲတွေဟာနောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ကြောင်းအီရန်အစိုးရကဩဂုတ်လ2ရက်တင်းနှင်းငွေနေ့မှာထုတ်ပြန်ကြေညာပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးအာဘတ်အာရာချီကအိုမန်နိုင်ငံနဲ့နှစ်နိုင်ငံဆွေးနွေးပွဲတွေဟာအပြည့်တက်ဖို့နှိစက်နေပြီလို့အီရန်အစိုးရအဖွဲ့ထံအစီရင်ခံတင်ပြခဲ့တာပါ။အခုဆွေးနွေးနေတဲ့သဘောတူညီချက်မူကြမ်းအရရေနံတင်သင်္ဘောတွေဟာအီရန်ရေပိုင်နက်ကတဆင့်ဝင်ရောက်ပြီးအိုမန်နယ်နိမိတ်ကိုဖျက်ပြီးပြန်လည်ထွက်ခွာနိုင်ကြမှာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့တိုးတက်မှုတွေကြောင့်သမ္မတဒေါ်နယ်ထရမ့်ကရေလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်မဲ့လက္ခဏာအဖြစ်သတ်မှတ်ပြီးအမေရိကန်နဲ့အစ္စရေးတို့ကအီရန်ကိုလေကြောင်းကပြင်းထန်တဲ့တိုက်ခိုက်မှုတွေပြုလုပ်မဲ့အစီအစဉ်ကိုရပ်ဆိုင်းထားလိုက်ပါတယ်။ဒါပေမဲ့အီရန်နိုင်ငံသားရေးဌာနပြောရေးဆိုခွင့်ရှိသူအစ္စမာအီလ်ဘာခေးကတော့အခုအိုမန်နဲ့ရရှိတဲ့သဘောတူညီချက်ဟာဟော်မုတ်စီလက်ကြားတစ်ခုလုံးကိုသင်္ဘောအလုံးလွတ်လပ်စွာသွာလာနိုင်ဖို့ဖွင့်လှစ်ပေးမယ်ဆိုတဲ့အဓိပ္ပာယ်မသက်ရောက်ကြောင်းရှင်းလင်းပြောကြားခဲ့ပါတယ်။အီရန်ဘက်ကရေလမ်းကြောင်းပိတ်ဆို့ထားရတာဟာအမေရိကန်စစ်တပ်ရဲ့ပိတ်ဆို့မှုတွေကြောင့်သာဖြစ်တယ်လို့ဆက်လက်ဆွဆွဲထားပါတယ်။အမေရိကန်ဘက်ကလက်ရှိပြုလုပ်နေတဲ့အကြမ်းပြင်းဆွေးနွေးမှုတွေမှာငြိမ်းချမ်းရေးမူပေါင်းတစ်ခုပေါ်လာနေပြီလို့ပြောကြားထားပေမဲ့အီရန်အစိုးရပိုင်းမီဒီယာတွေနဲ့အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ကတော့အမေရိကန်နဲ့အပေးအယူပြုလုပ်ခဲ့ခြင်းဒါမှမဟုတ်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေခိတ္တရပ်ဆိုင်းပေးဖို့တောင်းဆိုခဲ့ခြင်းမရှိကြောင်းညင်းဆိုထားပါတယ်။လက်ရှိမှာတော့တန်တမန်တွေဟာအိုမန်မြို့တော်မတ်စကတ်မှာတွေ့ဆုံပြီးအမေရိကန်နဲ့အီရန်အကြားကျယ်ပြန့်တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိဖို့ဆက်ပြီးကြိုးပမ်းနေကြဆဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်းလိုက်ပါ